နေလည်းကိုခိုင်းတယ်နော်ဗျာမိန်တို့အင်းလည်းပုံပြိုသွားအုပ်ကြောင်းနဲ့ရတယ်ပုံပြိုသွားကြားရောကျွန်တော်တို့ပဲအဲ့ဒါငွားကြီးဟိုနားဆိုင်လည်းပြိုသွားဟာဒါလည်းပုံပြအောင်လမ်းကြီးဟောလို့ထော်တော့အဲ့ဒါတော့ကြည့်လိုက်ဘေးတိသားကြောင့်သတိပဋ္ဌာန်ကိုရောက်လာအာပြည့်ဟုတ်ဒီကြောင်းလားကြောင်းတော့မသိဘူး